အခုတခါတင်ဆက်ပေးမှာကတော့တဝဲရန်ကိုအမှတ်၈ကားလမ်းမကြီးကိုတော်လိုင်းအင်အားစုတွေလွှမ်းမိုးထိန်းချုပ်နိုင်ဖို့စတင်ကြိုးပမ်းနေတဲ့ဆိုတဲ့သတင်းမှာတဝဲပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF နဲ့ပူးပေါင်းအဖွဲ့တွေကတဝဲရန်ကိုအမှတ်၈ကားလမ်းမကြီးကိုလွှမ်းမိုးထိန်းချုပ်နိုင်ဖို့နေမြေစုမှုရေးလုပ်ငန်းတွေစတင်ကြိုးပမ်းလှုပ်ဆောင်နေတယ်လို့တဝဲပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကဒီကနေ့မှအသိပေးထားပါတယ်အမရှိလမ်းမကြီးကိုလွှမ်းမိုးထိန်းချုပ်နိုင်ဖို့အတွက်ခြေလမ်းစတင်နေတာဖြစ်ပါတယ်လို့တဝဲပြည်သူလွတ်မြောက်ရေးတပ်ဖွဲ့ကော့ဘရာကပြောပါတယ်။ဒါအပြင်အိမ်ပြန်ချိန်နေမဝေးတော့ဘူးဆိုတာကိုလည်းသူကပြည်သူကိုသတင်းစကားပါလိုက်ပါသေးတယ်။ပြည်သူတွေအနေနဲ့သတိထားသွားလာကြဖို့နဲ့တော်လှန်ရေးအင်အားစုတွေနဲ့အတက်နိုင်ဆုံးပူးပေါင်းပါဝင်ပေးဖို့ကိုလည်းမြစ်တာရက်ခံပါကြောင်းသူကဆက်ပြောပါတယ်။ဇူလိုင်လ2ရက်နေ့မှာလုံခြုံရေးအရာစစ်ဆေးမှုတွေလှုံ့ဆော်ခဲ့ပြီးအဲ့ဒီစစ်ဆေးမှုကိုပူးပေါင်းပါဝင်ပေးကြတဲ့ခီးသွွားပြည်သူတွေကိုအထူးကျေးဇူးတင်ရှိတယ်လို့လည်းဆို